အားလုံးမင်္ဂလာပါရှင်တက်တက်လင်းဖြစ်ပါတယ်မတွေ့ရကြပြီပေါ့နော်ဗီလော့တွေမတင်ဖြစ်ဘူးဒီနေ့ကတော့ဆိုးကိုတညအိတ်နှစ်ရက်ခီးထွက်တာပေါ့နော်အဲ့ဒီအတွက်ဗီလော့လေးရိုက်ဖြစ်တာဖြစ်ပါတယ်ရှင် Day 1ကတော့ဗီဒီယိုရဲ့အဆုံးထိကြည့်လို့ရှိရင်ဘာဖြစ်လို့လဲဆိုတာရိုက်ပြထားပါတယ်ဒါတော့ Day 2ပေါ့ Day 2ကပြန်မဲ့နေ့ပေါ့ပြန်တဲ့နေ့မှာမပြန်ခင်လက်မှတ်အလာကရထားလို့ငါးပြလိုက်မှာပေါ့နော်တစ်ချက်ဝင်ကြည့်မယ်ပြီးတော့လို့ရှိရင်တငယ်ချင်းနဲ့တွေ့မယ်ပေါ့နော်ပြီးတော့လို့ရှိရင်တော့ကိုဆောင်ပြန်မှာဖြစ်ပါတယ်လာတာတော့လာတယ်ပေါ့နော်ပထမမလာတော့လှုပ်ထားတာဒါပေမဲ့အချိန်လေးကလည်းနည်းနည်းပုံနေလို့ပေါ့နော်တပုတ်လေးဝင်ရိုက်ပါမယ်ဆိုပြီးတော့တကယ်တော့ကိုလာတာကကျတော့ coffee ဆိုင်လာတာပေါ့နော်အဲ့ဒါကြောင့်မို့dressing ကတော့ဒီလိုပုံစံဖြစ်နေပေါ့နော်ပြီးတော့ဒီနေ့ကကျတော့ပေါ့နော်တနင်္ဂနွေနေ့ပေါ့နော်တနင်္ဂနွေနေ့ဆိုတော့ပိတ်ရက်ဆိုတော့ခလေးလေးတွေကအများကြီးပဲပေါ့နော်အဓိကတော့ဒီနေရာခလေးတွေအတွက်ပေါ့အဓိကလာကြတာမိသားစုနဲ့ family နဲ့ခလေးလေးတွေကိုဒီမှာလာပြတာများတယ်ရှင်ဒါကတော့ဒီနေရာအဓိက view point ပေါ့နော်ဒါပေမဲ့ကို့မှာ view point လေးတေချာမကြည့်နိုင်ဘူးလူကတအားများတယ်ပေါ့နော်ပြီးတော့စူညံနေတာကြားတဲ့အတိုင်းပဲပေါ့နော်အဲ့ဒါကြောင့်မို့လူတွေကိုဖယ်နေရတယ်ပဲ view point ကိုလည်းတေချာမကြည့်နိုင်ပါဘူးရှင်ကိုကဒီက Insta သုံးတော့ပေါ့နော်ဒီနေရာမှာတပုတ်လေးရိုက်ပြီး Insta မှာတင်မယ်ဆိုပြီးတော့စဉ်းစားထားပေမဲ့လေဒီနေရာမှာတကယ်လို့လေလူတွေကတအားများမနဲ့ဖယ်နေရတယ်တင်လားအခုလဲပေါ့နော်ကိုကဗီဒီယိုရိုက်တာပြီးနောက်မှာအတွဲလေးရပေါ့နော်သူတို့ကအဲ့လိုမျိုးအပြန်လန်နေတပုတ်ရိုက်ပြီးတော့သူတို့ကိုအနောက်ရှက်ဖြစ်မှာကြောက်လို့ကိုပဲပေါ့နော်နောက်ဆုံးတော့ဖယ်ပေးလိုက်ပါတယ်ဒီဗီဒီယိုရိုက်တုန်းကပေါ့နော်အပြည့်ကိုပေါ့တေးသေးချာချာလေးရိုက်မယ်ဆိုပြီးစဉ်းစားထားပေမဲ့လေအခုကိုရဲ့ဗီဒီယိုထောက်ချက်ကဖယ်နေရတယ်ပေါ့နော်အချိန်ကုန်သွားပါပြီရှင်လမ်းလျှောက်နေတော့မှာပဲပေါ့နော်ဒီနေ့ plan လေးကိုတစ်ချက်ပြောပြခြင်းနဲ့ဒီနေ့ကကြတော့ဒီဟိုတယ်ကနေအခုချက်ကောက်လုပ်ပြီးတော့ဒီငါးပြားတိုက်ကိုလာတာပေါ့နော်ငါးပြားတိုက်ကိုပြီးသွားလို့ရှိရင်ရှာနေတဲ့စာအုပ်လေးတအုပ်ရှိလို့အဲ့စာအုပ်ကလေးရှိမရှိတစ်ချက်သွားရှာမယ်ပေါ့နော်ပြီးသွားလို့ရှိရင် coffee နဲ့သွားမယ် coffee နဲ့သွားရင်တငယ်ချင်းနဲ့ထမင်းစားဖို့ချိန်လာတယ်ပြင်တငယ်ချင်းနဲ့ရုပ်ရှင်သွားကြည့်မယ်ပြီးသွားလို့ရှိရင်ပြန်မယ်ညကြလို့ရှိရင်ပေါ့နော်ပူဆောင်ပြန်ဆင်းရမှာပါပြန်ကန်နေကြည့်လိုက်တော့မှာပေါ့နော်ပင်ကွင်းနဲ့ကိုနဲ့ဒီဇိုင်းကလာအနေထားအတူတူပဲဖြစ်နေပေါ့နော်အယောင်ကလည်းအခုပြောမှတော့တစ်ချက်သွားမှာပေါ့နော်စာအုပ်တစ်ချက်သွားရှာမယ်ဒါပေမဲ့လေလူတွေကတအားများတော့မပြောတတ်သေးဘူးပေါ့နော်ဟိုစာအုပ်တောင်ဖတ်လို့ရပါမလားမသိဘူးသူကအခုကြည်နေတဲ့အနေထားနဲ့ဆိုလူတွေကတအားများတယ်ရှင်စာအုပ်ရှာဖို့မပြောနဲ့မတက်ရက်ဖို့တောင်နေရာမရှိပါဘူးရှင်လူတွေကတအားများလို့တက်ရက်ဖို့တောင်နေရာမရှိပါဘူးဒီဘက်ချမ်းနေမအောင်ဘက်ချမ်းနေမအောင်အဲ့ဒါကြောင့်မို့ကွန်ကိုဓပုံလေးပဲရိုက်ပြီးအေးစစ်စစ်ပြန်ထွက်လာခဲ့ပါတယ်ရှင်ဆိုးရောက်ရင်ပေါ့နော်မသွားမဖြစ်ကိုရဲ့ဒီအီထင်ဝါပေါ့နော်ဘောက်ရှူထဲလာဆိုတဲ့ကော်ဖီဆိုင်လေးကိုပေါ့နော်အခုသွားနေရပါဒါပေမဲ့သွားနေတဲ့လမ်းမှာပဲချင်းထားတဲ့ညီမလေးကသူကမိနစ်20လောက်ပေါ့နော်စောစောနိုးနေတာဖြစ်တဲ့အတွက်ကော်ဖီဆိုင်မသွားတော့ဘဲနဲ့အဲ့ညီမလေးနဲ့တွေ့ဖို့ပဲပေါ့နော်အခုဆိုရင်တော့သွားနေတာဖြစ်ပါတယ်ဟုတ်ကဲ့ဟောကောလာစားဖြစ်ပါတယ်ဟောကောကရှာဘူးနဲ့ဘလို့ကွာလဲဆိုရင်ရှာဘူးရဲ့ဒီအရေးထဲမှာဟောကောအနှစ်ပေါ့နော်မာလာအနှစ်ပါသွားအဲ့လားဆိုရင်တော့ဟောကောဖြစ်သွားတာပေါ့နော်အရန်ကြိုက်ပါတယ်အဲ့ဒါကြောင့်မို့ဆိုးရောက်ရင်လဲဟောကောကောင်းနေဆိုတဲ့ဆိုင်ကိုပဲလိုက်ပြီးရွေးစားတာဖြစ်ပါတယ်အားလုံးပဲစားကြပါအောင်ရှင်ကျမတော့အခုဗီဒီယိုပြန်ကြည့်မှာပဲကိုငါအဲ့တော့တော်တော်ဗိုက်ဆန်နေရလားမသိဘူးဆိုပြီးတော့ဗောနော်စဉ်းစားမိတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်ဆိုတာ3နာရီထိုးရမယ်ဗောနော်ရုပ်ရှင်က3ခွဲကြည့်ရမှာဆိုတော့မြန်စားပြီးတော့ရုပ်ရှင်သွားကြည့်မှာဖြစ်ပါတယ်ရှင်ဘာကားလာကြည့်ရလဲဆိုရင်ကာတွန်ကားလာကြည့်တာပါကာတွန်ကားကတော့ညီမလေးကကြည့်ကျင်နေဆိုလို့ဗောနော်ညီမလေးကခလေးဆိုတော့လေကြည့်ကျင်နေဆိုတော့အဲ့ဒါကြောင့်မလိုက်ပြတာပါကွာနေကိုဆိုရင်ရုပ်ရှင်ရုံကိုတစ်နှစ်နေလို့တစ်ချိန်မရောက်ဘူးပေါ့နော်ဒါပေမဲ့ညီမလေးကကြည့်ကျင်နေဆိုတော့အဲ့ဒါနဲ့ခလေးကိုရုပ်ရှင်လိုက်ပြတာဖြစ်ပါတယ်ရှင်းနေကလေးတွေဆိုတာ Is my discomfort hilarious to you? No, I'm sorry. You're right. We are partners. ရုပ်ရှင်လည်းပြီးပြီဆိုတော့အိမ်ပြန်ရမယ်ပေါ့နော် 인사할게요. 안녕. 네, 잠깐만. 원래 누가야? 올게. 언제 봬요? 아마 다음 달. 다음 달. 그럴 수도 있다고. 나 잘나가네. 오. 얘도야.နောက်နေ့မှလည်းပေါ့နော်ဆိုခဏလာဖို့အစီအစဉ်ရှိရပေါ့နော်လာရမယ့်အကြောင်းလေးလည်းရှိလာတာဖြစ်တဲ့အတွက်ကြတော့နောက်ဗီလော့တွေမှာလည်းပြန်လည်ပြီးတော့ပေါ့နော်တွေ့ဆုံပါမယ်ရှင်အခုလိုမျိုးကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်တတ်တာ
ဟုတ်ပါတယ်ဒီဝမ်မဲလုံကွန်းဆက်ကူလာတာပါရှင်ဒါပေမဲ့ကြားတဲ့အတိုင်းပဲပေါ့နော်အတန်ကအရန်အချိန်နေဆုံးနေလို့ဗီဒီယိုတွေမရှိဘူးပေါ့နော်မတင်တော့ပါဘူးရှင်အခုဆိုရင်တော့တကယ်လို့ဆက်ခဲ့ပါတယ်အားလုံးပဲတက်တာ